Facebook ကိုအခမဲ့အသုံးပြုလို့ရတဲ့ application တစ်ခုလို့ထင်နေတော့မလားလုံးဝအခမဲ့မဟုတ်ပါဘူး Facebook ကိုအသုံးပြုဖို့အတွက်ကျွန်တော်တို့ကပတ်စံမပေးရဘူးဆိုပေမဲ့အဲ့ဒီပတ်စံအစားကိုယ့်ကိုယ်တာအချက်အလက်တွေအားလုံးကိုပေးထားရပါတယ် Facebook ကကျွန်တော်တို့ရဲ့အလေးအကျင့်တွေစိတ်ခံစားမှုတွေနောက်ဆုံးကျွန်တော်တို့ဘာလုပ်မလဲဆိုတာကအစားကြိုသိနေပါတယ်လူအများစုက Facebook ကိုပုံတင်ဖို့စကားပြောဖို့ဗီဒီယိုတွေကြည့်လို့ရတဲ့ application တစ်ခုလို့ပဲထင်ကြပါတယ်ဒါပေမဲ့အမှန်တကယ်မှာ Facebook ကလူသားသမိုင်းထဲမှာအကြီးမားဆုံးသော data စုဆောင်းရေးစနစ်တစ်ခုပါတနည်းအားဖြင့်ပြောရမယ်ဆိုရင် Facebook ရဲ့ AI ကကျွန်တော်တို့ကိုအမြဲတမ်းစောင့်ကြည့်နေတာပဲဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုမှာဆိုရင် Facebook ဘယ်လိုအလုပ်လုပ်နေလဲဆိုတာကိုကျွန်တော်အသေးစိတ်ရှင်းပြသွားမှာဖြစ်ပါတယ်21ရာစုမှာကျွန်တော်တို့ကနည်းပညာကိုအသုံးပြုတတ်ရုံနဲ့မလုံလောက်တော့ပါဘူးနည်းပညာနဲ့ပတ်သက်တဲ့ awareness လည်းရှိဖို့လိုအပ်လာပါတယ်နံပါတ်1တစ်ချက်သိထားရမှာက Facebook ရဲ့စုဆောင်းထားတဲ့ data များဖြစ်ပါတယ်ကျွန်တော်တို့ပုံမှန်အားဖြင့် Facebook ပေါ်မှာပုံတွေတင်တယ်ဗီဒီယိုတွေတင်တယ် Messenger မှာလည်းစကားတွေပြောတယ်စာတွေပို့တယ်ဒါတွေအားလုံးက Facebook ရဲ့ data center ထဲမှာအားလုံးစုဆောင်းထားပါတယ် Facebook ကအဲ့ဒီ post တွေကိုပဲစုဆောင်းထားတာမဟုတ်ပါဘူးသူတို့သိနေတဲ့အရာကကျွန်တော်တို့ဘယ် post ကို like လုပ်တာ scroll လုပ်ပြီးတော့ဘယ်နေရာမှာရပ်တာဘယ် video ကိုကြာကြည့်တာဘယ်သူနဲ့စကားပြောတာဘယ်နေရာမှာသွားတာဘယ်ဖုန်းဘယ် device ကိုအသုံးပြုတာနောက်ဆုံးကျွန်တော်တို့ post မတင်ပဲ Facebook ကိုအသုံးပြုနေရင်တောင်မှဒါတွေအားလုံးကိုသူတို့ကသိနေပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ကျွန်တော်တို့ပို့လိုက်တဲ့ဓာတ်ပုံတွေ video တွေ message တွေဒါတွေအားလုံးကိုဖျက်လိုက်မယ်ဆိုရင်တောင်မှ data center ထဲမှာရှိနေပါဦးမယ်ဒါကြောင့်မလို့ကျွန်တော်တို့သိထားမယ့်အရာတစ်ခုကကျွန်တော်တို့ဓာတ်ပုံတွေ video တွေစာတွေမပို့ခင်မှာ data စဉ်းစားပြီးမှပို့ဖို့အတွက်တိတ်ကိုအရေးကြီးလာပါတယ်ဒုတိယအချက်သိထားရမှာက AI ရဲ့ အန်ဒီရဲ့ပါအရင်တော့က Facebook က data တွေကိုပဲတင်ထားနိုင်ပါတယ်အခုဆိုရင် AI က data တွေကိုနားလည်နေပါပြီဒါကြောင့်မလို့ Facebook ရဲ့ AI ကတင်ပါဝယ်မလဲခန့်မှန်းနိုင်ပါတယ်တည့်ရဲ့နိုင်ငံရေးအမြင်စီးပွားရေးအမြင်ကိုလည်းခန့်မှန်းနိုင်ပါတယ်တင်စိတ်ပင်ပန်းနေလားသူသိနေပါတယ်တင်ကိုစိတ်ထိခိုက်စေမဲ့ content မျိုးကိုလည်းရွေးပေးနိုင်ပါတယ်လူအများစုက Facebook မှာရှိနေတဲ့ positive vibe content တွေကိုခဏလေးကြည့်ပြီးကြော်သွားကြတယ်ဒါပေမဲ့ negative vibe ကိုပေးတဲ့ content မျိုးတွေဆိုရင်တော့လူတွေကစိတ်ဝင်စားတယ်ဒါကိုလည်း AI ကသိနေပါတယ်တခါလေကျွန်တော်တို့ content တွေကိုကျွန်တော်တို့ကိုယ်တိုင်ရွေးကြည့်တယ်လို့ထင်ရပေမဲ့ American ရွေးပေးနေတဲ့သူကတော့ Facebook ရဲ့ algorithm ပဲဖြစ်ပါတယ်ဒါကမတော်တဆတစ်ခုမဟုတ်ပါဘူးလုံးဝကိုစီမံထားတဲ့စနစ်တစ်ခုပါဒါကြောင့်မလို့ AI ရဲ့ အန်ဒီရဲ့ကလည်းအသိကိုကြောက်ဖို့ကောင်းပါတယ်ဒီနေ့အဖြစ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ content တွေကိုကျွန်တော်တို့ထိန်းချုပ်နေတာမဟုတ်ပါဘူး Facebook ရဲ့ algorithm လို့ခေါ်တဲ့ AI ကထိန်းချုပ်နေတာဖြစ်ပါတယ်နံပါတ်3အချက်သိထားရမှာက Facebook က application အပြင်ကနေပါလိုက်နေပါသေးတယ် Facebook ကိုပိတ်လိုက်လို့ထောက်ကြည့်မှုတွေရသွားမယ်လို့ထင်နေဆိုရင်လုံးဝကိုမှားပါတယ် Meta company အောက်မှာ Facebook Instagram WhatsApp website တွေရှိပါတယ် website တစ်ခုမှာဖဏတ်ပုံကိုကြည့်လိုက်ရုံနဲ့နောက်မိနစ်အနည်းငယ်ကြာမှ Facebook ပေါ်မှာကြော်ညာတွေပေါ်လာပါတယ်ဒါကတင်ကန်ကောင်းတာမဟုတ်ပါဘူး Facebook ရဲ့ algorithm ကအလိုလုပ်သွားတာပဲဖြစ်ပါတယ်ဒါကိုကြည့်ချင်အားဖြင့် Facebook က data တွေကနေတဆင့် algorithm နဲ့ပေါင်းစပ်ပြီးတော့ဘယ် content ကိုဘယ်သူစီကိုပို့ရမလဲဆိုတာကသူကောင်းသိပါတယ်ဘယ်ကြော်ညာ post တွေကိုဘယ်သူစီကိုပို့ရမလဲဆိုတာကသူကောင်းနားလဲပါတယ်ကျွန်တော်က computer နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်စီကို computer နဲ့ပတ်သက်တဲ့ကြော်ညာတွေတက်လာပါမယ်ကျွန်တော်ကဖုန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသဘောကျတဲ့ဆိုရင်ဖုန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်စီကိုပို့မှာဖြစ်ပါတယ်ဒီကနေတဆင့်ကျွန်တော်ကအဲ့ဒီပစ္စည်းတွေကိုဝယ်လိုက်တယ် product တွေကိုဝယ်လိုက်တယ်ဆိုရင် Facebook ကကြော်ညာကားတွေရတာဖြစ်ပါတယ်ဒါကြောင့်မလို့ Facebook ကကျွန်တော်ရဲ့ data တွေကိုတင်ထားတဲ့ဆိုတာကအလကားမဟုတ်ပါဘူးကြော်ညာကားတွေရဖို့သူတို့ရဲ့အကျိုးအမြတ်တွေတင်ထားတာပဲဖြစ်ပါတယ်ကျွန်တော်ဒီ3ချက်ကိုပြန်ပြီးတော့ချုပ်ရမယ်ဆိုရင် data စုဆောင်းတာရဲ့ Facebook ရဲ့ AI ရဲ့ Facebook ရဲ့ algorithm ရဲ့ဒီ3ခုကကျွန်တော်တို့ကောင်းကောင်းနားလည်ထားဖို့လုံးဝကိုအရေးကြီးပါတယ် Facebook က data တွေကိုစုဆောင်းနေဆိုတာကအဲ့ဒီ data တွေကိုခွဲခြမ်းစိတ်ဖြာပြီးတော့ဘယ် data ကိုဘယ်နေရာမှာသုံးရမလဲသူကောင်းကောင်းသိပါတယ်ဥပမာအားဖြင့်မြန်မာနိုင်ငံမှာဆိုရင်လူတွေကဘယ်အကြောင်းအရာကိုစိတ်ဝင်စားလဲဘောလုံးပွဲအကြောင်းအရာကိုစိတ်ဝင်စားတယ်ဆိုရင်ဘောလုံးပွဲနဲ့ပတ်သက်တဲ့ကြော်ညာတွေအားလုံးကိုမြန်မာနိုင်ငံကိုပြပေးမှာဖြစ်ပါတယ်ဘယ်တော့မှကိုမနစ်တဲ့အကြောင်းအရာတွေကို Facebook ကပြမှာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့စိတ်ခံစားမှုဘယ်လိုမျိုးရှိလဲကျွန်တော်တို့ဘယ်ရာကိုကြိုက်တတ်လဲဒါတွေအားလုံးကို data တွေကိုစုဆောင်းပြီးတော့မှပဲသူတို့ကဘယ် product ကိုပြရမလဲဘယ် content တွေကိုပြရမလဲဆိုတာကိုသူတို့ကောင်းသိပါတယ်ပြီးရင်နောက်ပိုင်းမှာ algorithm နဲ့တစ်ဆင့်သူတို့ကကျွန်တော်ရဲ့ new face တွေကိုလာပြီးတော့ပြပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်မတော်တဆလုံးဝမဟုတ်ဘူးကံကောင်းလို့လည်းမဟုတ်ဘူးလုံးဝကိုစနစ်တကျစီမံထားတဲ့စနစ်တစ်ခုဖြစ်ပါတယ်ဒါကိုကောင်းနားလည်ထားဖို့လိုတယ် data စုဆောင်းတဲ့ရည်ရွယ်ချက် algorithm ရဲ့အလုပ်လုပ်ပုံ AI ရဲ့အလုပ်လုပ်ပုံကိုမိတ်ဆွေလုံးဝနားလည်ဖို့လိုပါတယ်အခုအရေးကြီးဆုံးအစိတ်ပိုင်းကိုရောက်လာပါပြီဘာကြောင့်ဒါတွေကအန်ဒီရဲ့ရှိနိုင်တာလဲတာမန်အဖြစ်ဒါကိုတင်ကြော်ညာတစ်ခုလို့ပဲမြင်နေဆိုရင်မိတ်ဆွေလုံးဝကိုမားသွားမှာပဲဖြစ်ပါတယ်အဲ့ဒီကြော်ညာတွေကနေတဆင့်ရောက်ရှိလာမယ်အကျိုးသက်ရောက်မှုတွေအများရှိပါတယ်အခုခေတ်မှာဆိုရင်ငွေလိမ်လည်မှုတွေရှိတယ်အဲ့ဒီကြော်ညာတွေကနေတဆင့်ကျွန်တော်တို့ကိုမက်လုံးပေးပြီးတော့ဒါလုပ်ရင်ဒါရမယ်ဒီကနေနဲ့ပေးလိုက်တဲ့ဆိုရင်ဒီအမောက်ကိုရမယ်အဲ့လိုမျိုး incentive တွေပေးပြီးတော့ကျွန်တော်တို့ကိုသွေးဆောင်နေတာဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒီအချိန်မှာကျွန်တော်စိတ်ခံစားမှုကကျွန်တော်ရဲ့ထိန်းချုပ်မှုအောက်မှာမရှိတော့ဘဲနဲ့အဲ့ဒီမက်လုံးတွေအောက်မှာသွားရှိ
ရှိတာမျိုးတွေအဲ့ဒီကြော်ညာတွေအောက်မှာသွားရှိတာမျိုးတွေအဲ့ဒီ emotion တွေအဲ့ attention တွေအောက်မှာသွားပြီးတော့ရှိတဲ့အခါမှာကျွန်တော်တို့ရဲ့စိတ်တွေကအလုံးဝ control မရှိတော့ဘဲနဲ့တို့နောက်ကိုပါသွားတာဖြစ်ပါတယ်အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ရဲ့အကောင့်ပါသွားတာမျိုးတွေ password ပါသွားတာမျိုးတွေ bank account တွေအကုန်လုံးကျွန်တော်ရဲ့ကိုယ်တာအချက်လက်တွေကိုမိနစ်ပိုင်းအတွင်းမှာပါသွားနိုင်ပါတယ်ဒါကြောင့်မို့လို့မိတ်ဆွေအထူးသတိထားဖို့အရေးကြီးပါတယ်ကျွန်တော်အစပိုင်းကပြောတဲ့အတိုင်းပဲကျွန်တော်တို့ကနည်းပညာကိုအသုံးပြုတတ်ရုံနဲ့မလုံလောက်တော့ပါဘူးနည်းပညာနဲ့ပတ်သက်တဲ့ awareness အသိပညာဗဟုသုတရှိဖို့လည်းလိုအပ်ပါတယ်ဒါကြောင့်မို့လို့နောက်ဆုံးကိုယ်တိုင်ကာကွယ်နည်းကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ် Facebook ကိုလုံးဝမသုံးတော့ဘူးမလိုပါဘူးဒါပေမဲ့ဒီအချက်တွေကိုလုပ်ထားဖို့လိုပါတယ်အခုနက Facebook ရဲ့အလုပ်လုပ်ဖို့အစစ်အဆင့်ကိုလုံးဝကိုတေးတေးချာချာကကနနာကိုယ်တိုင်ကနားလည်ထားဖို့လိုပါတယ်ဒါမှသာလျှင်ဒီကလုပ်လိုက်တဲ့ဆိုရင်ဒါဖြစ်လာမယ်ဒါကိုကာကွယ်တဲ့ဆိုရင်ဒီလိုမျိုးအကျိုးရှိမယ်အဲ့လိုမျိုးသိမှဖြစ်ပါတယ်နောက်တစ်ခုက Facebook နဲ့ပတ်သက်တဲ့ activity တွေကိုပိတ်ထားဖို့အရေးကြီးပါတယ် permission လို့ခေါ်တဲ့ခွင့်ပြုချက်တွေကိုလည်းတချို့ຢာတွေပိတ်ထားဖို့လိုပါတယ်ကိုယ့်ရဲ့ကိုယ်တာအချက်လက်တွေဖြစ်တဲ့ Gmail တို့ password တို့ bank account တို့ဒါတွေအားလုံးကိုလည်းကျွန်တော်တို့တယောက်ထဲသာသိထားပါစေဘယ်တော့မှစိတ်ကောင်းရှိပြီးတော့သူများတွေကိုမမျှဝေပါနဲ့လျှို့ဝှက်ချက်ဆိုတာကလျှို့ဝှက်ချက်ပဲဖြစ်ပါစေဘယ်သူမှထုတ်မပြောပါနဲ့ဒါမှသာလျှင်ကျွန်တော်တို့ကအန်တီတဲကနေလွတ်မြောက်နိုင်မှာဖြစ်ပါတယ်နောက်တစ်ခုသိထားရမှာကဘယ်တော့မှမက်လုံးတွေနောက်ကိုမလိုက်ပါနဲ့ပိုက်ဆံအများကြီးပေးမှာတို့ဒါလုပ်တဲ့ဆိုရင်ဒီလောက်အမောက်ရမယ်တို့အဲ့လိုမျိုးမက်လုံးတွေကကျွန်တော်တို့ရဲ့စိတ်တွေကိုပြောင်းလဲပြစ်နိုင်ပါတယ်ခြေခဏလေးအတွင်းမှာကျွန်တော်တို့ရှိသမျှအရာတွေပါသွားနိုင်ပါတယ်ဒါကြောင့်မလို့အဲ့လိုမျိုးအခြေအနေမျိုးမှာဆိုရင်ကျွန်တော်တို့ရဲ့စိတ်ကိုပြန်နေပြီးတော့ control လုပ်မယ်ကျွန်တော်တို့ရဲ့အုံနောက်နဲ့တေးသေးချာချာစဉ်းစားမယ်ဘယ်သူမှကိုယ့်အပေါ်စေနာထားပြီးတော့ပိုက်ဆံအလောက်အများကြီးပုံပေးမှာမဟုတ်ဘူးတတိလို့သွားတဲ့ဆိုရင်အားလုံးပါသွားနိုင်ပါတယ်လာမယ့်2026ခုနှစ်မှာအရေးကြီးဆုံး scale ကနည်းပညာမဟုတ်တော့ပါဘူးအသိရှိမှုနဲ့တတိရှိမှုပဲဖြစ်ပါတယ်ဘယ်ရမဆို awareness ရှိထားဖို့အရေးကြီးပါပြီကျွန်တော်ပြောသွားတဲ့အကြောင်းအရာတွေအားလုံးကိုနားလည်မယ်လို့ယုံကြည်ပါတယ်ဒီဗီဒီယိုကိုလူတွေများများမြင်အောင်မျှဝေပေးပါ Facebook ရဲ့ algorithm ကတော့ဒါကိုကြိုက်မှာမဟုတ်ပါဘူးနည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ကို follow ထားဖို့ subscribe လုပ်ထားဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါ